လောက်ကောင်းတဲ့ဆိုင်ကို vlogger တွေရိုက်တာတိတ်မတွေ့ရလို့ရှန်ကဒီနေ့မှာရိုက်ပြပေးလိုက်ပါတယ်နော်ဒီဆိုင်လေးကအစားတောက်ရတာကနေစပြီးတော့ဝန်ဆောင်မှုအစုံဘာမှပြောစရာမလိုအောင်ကောင်းတဲ့ဆိုင်လေးတစ်ဆိုင်ထဲမှာပါပါတယ်နော်ဘယ်ဆိုင်လဲဆိုတော့ဒီဆိုင်လေးက left to e ဆိုတဲ့ဆိုင်လေးပဲဖြစ်ပါတယ်နော်ဒီ left to e ဆိုင်ကကြတော့လိပ်စာလေးကလမ်း60 2526ကြားမန္တလေးမြို့မှာတည်ရှိရပဲဖြစ်ပါတယ်နော်သူ့ရဲ့ဆိုင်ဖွင့်ချိန်လေးကကြတော့မနက်ခင်း10:00နာရီခွဲကနေပြီးတော့ည9:00နာရီထိဖွင့်တာဖြစ်ပါတယ်နော်အခုချိန်မှာသွားမယ်ဆိုရင်တော့သူတို့က Christmas နဲ့ပတ်သက်တဲ့ decoration လေးတွေလည်းစင်ထားပြီးသွားပြီဖြစ်ပါတယ်နော်အပြင်မှာပဲထိုင်မလားဒါမှမဟုတ်အဲကွန်အေးလေးနဲ့အထဲမှာပဲထိုင်မလားပေါ့နော်ထိုင်လို့ရပါတယ်ဒါအပြင်သူတို့စီမှာတီးတန့်ကန်လေးလည်းရှိပါသေးတယ်နော်ရှမ်းတော်ဒီဆိုင်ကိုခဏတိုင်းကိုသွားစားဖြစ်ပါတယ်နော်ဒီဆိုင်ရဲ့ CCTV မှတ်တမ်းတွေကိုကြည့်မယ်ဆိုရင်တော့ရှမ်းအောင်အမြဲတမ်းတွေ့နိုင်ပါတယ်ဘယ်အချိန်မှတွေ့ရဆိုစိုင်ပိတ်ခန်ဒီမှာအမြဲတမ်းရောက်လာတာပါရှမ်းတငယ်ချင်းနဲ့ရှမ်းနဲ့ကဒီဆိုင်ကကြက်မိုချက်ရယ်နောက်ပြီးတော့16ချောင်းတုပ်ရယ်ယူရီးယားရီခဲကြည့်ရယ်ရန်ကုန်အတုပ်ဆောင်ရယ်ကိုလေတပတ်ကိုတစ်ခါလောက်မှမစားရင်လုံးဝမနေနိုင်ပါဘူးဒါနဲ့ပြအောင်မဒါ left to eat ရဲ့ဒူးရင်သီး smoothie ပေါ့နော်အရန်ကိုမိုက်ပါတယ်ကဲအဲ့ဒီတော့ပထမဦးဆုံးစပြီးတော့စားမှာကဒီဆိုင်ရဲ့ပေါ့နော်တကယ် signature ရဲ့တစ်ခုဖြစ်တဲ့ဝါဥမာလာခောက်ဆွဲပဲဖြစ်ပါတယ်နော်အရသာလေးကလည်းဘာမှပြောစရာမလိုအောင်စားလို့ကောင်းတယ်လို့သူ့ရဲ့ portion ကလည်း2ယောက်လောက်အေးဆေးစားလို့ရပါတယ်เนาะရှန်တို့လိုအစားကြီးတဲ့သူတော်မှတစ်ယောက်တည်းနဲ့လုံးဝမကုန်ပါဘူးเนาะ2ယောက်ကတော့အမြဲတမ်းစားကိုစားရပါတယ်เนาะအဲ့ဒီတော့ဆက်လာပြီဆိုရင်စားရင်းနဲ့ဆက်လာပြီဆိုဒူးရင်သီးစစ်စစ်နဲ့လှုပ်ထားတဲ့ဒူးရင်သီး smoothie လေးကိုစားလိုက်မယ်ပေါ့เนาะသူကလေတကယ်ကိုဒူးရင်သီးတစ်လုံးကိုစားနေရတဲ့အထိအတွေ့ရတဲ့အထိကိုကောင်းတာဖြစ်ပါတယ်เนาะဒါကတော့လေရှန်တို့ဘလော့မရိုက်လေဒီဆိုင်မှာအမြဲတမ်းလာစားဖြစ်တယ်ဆိုတော့ပုံအထောက်ထားလေးတွေကိုပြပေးတာဖြစ်ပါတယ်เนาะရက်ဒိတ်လာအကုန်ပါပါတယ်เนาะကဲဒါကတော့ရှန်ရိုက်ထားတဲ့ပုံကိုပဲပြပေးတာပေါ့เนาะတခြားပုံမရိုက်ထားရလေအများကြီးပဲဒီဆိုင်ကိုတစ်ပတ်တစ်ခါလောက်ကတော့ပုံမှန်ရောက်ဖြစ်တယ်အမြဲတမ်းပေါ့เนาะ6နာရီခွဲလောက်မှရောက်ဖြစ်တာပေါ့เนาะဆိုင်သိန်းငယ်ဒီမှာရောက်ဖြစ်တာပါဒီဆိုင်မှာရှန်အရန်ကြက်ရတဲ့နောက်ထပ်တစ်ခုကကျတော့ဟာဒီကရန်ကုန်အတုပ်ဆောင်ပဲဖြစ်ပါတယ်เนาะရှန်တို့ကဒီဆိုင်ရောက်ပြီဆိုရင်စက်သားနဲ့မှုတ်ချက်ထားတဲ့ဟာလေးရဲ့ရန်ကုန်အတုပ်ဆောင်ရဲ့16ချောင်းတုပ်ရဲ့နောက်ပြီးတော့ရေခဲတုပ်ရဲ့ကတော့အမြဲတမ်းမှာစားဖြစ်ပါတယ်เนาะနောက်ပြီးတော့နောက်ထပ်တစ်ခုစားလို့ကောင်းတာကတော့ဒီကပဲပြားအစာသွတ်လေးပဲဖြစ်ပါတယ်เนาะဒီပဲပြားအစာသွတ်လေးကလည်းစားလို့ကောင်းပါတယ်เนาะဒီဆိုင်မှာရှိတဲ့အစားအသောက်တွေကလည်းရိုးရိုးလေးနဲ့ဆန်းဆန်းလေးနဲ့တော်တော်လေးကိုကွဲထွက်နေရအောင်တွေ့ရပါတယ်เนาะဒူးရင် smoothie ဆိုရင်လည်းပါဝင်တဲ့ portion နေရာမှာအများကြီးပဲပိန်းနေသည့်ရာဒီဆိုရင်လည်းသူ့ရဲ့ပိန်းနေသည့် smoothie ကလေပါဝင်တဲ့ portion တွေလုံးဝအများကြီးပဲယူရီးယားရေခဲတုပ်ဆိုရင်လည်းလူ3ယောက်လောက်အသာလေးစားလို့ရအောင် portion တွေပါတာပေါ့နော်ကဲဒါကတော့ဟာဒီက left to eat မှာရှန်အကြိုက်ဆုံးပေါ့နော်စက်သားနဲ့မှုတ်ချက်ပဲဖြစ်ပါတယ်နော်တော်တော်စားလို့ကောင်းပါတယ်သူကတပွဲမှာပြီဆိုတာနဲ့ထမင်းလုံးတစ်လုံးလေးလည်းပါပါတယ်နော်ထမင်းကကိုကပကံအလုံးနဲ့မစားတတ်ဘူးဆိုရင်ပကံအပြားနဲ့ထည့်ပေးပါတယ်စီစဉ်ပေးပါတယ်နော်ဝန်ဆောင်မှုကလည်းသူတို့ဆိုင်လေးကပြောစရာမလိုအောင်ဝန်ဆောင်မှုကောင်းပါတယ်နော်သူကဆက်လေးနဲ့သူ့ရဲ့အရေးလေးကိုပေါ့နော်ထမင်းလေးပေါ်မှာစမ်းစားရင်တိတ်ကိုကောင်းတယ်စက်သားပေါင်မှုကလည်းအများကြီးပဲတည်လားဒါကလေလူ3ယောက်လောက်အသာလေးစားလို့ရပါတယ်ထမင်းတစ်ယောက်တစ်လုံးမှာပြီးတော့ဒီကဟာနဲ့စားမယ်ဆိုလူ3ယောက်လောက်ကအသာလေးစားလို့ရပါတယ်နောက်ပြီးတော့နော်ကော်ပြန့်ကြော်လေးစားခြင်းနေရနဲ့ဒီကသီးစုံကော်ပြန့်ကြော်လေးကိုစားလိုက်တယ်ဒါကတော့ရှက်တငယ်ချင်းရဲ့အကြိုက်16ချောင်းငဖယ်တုပ်ပေါ့နော်ရှန်ကသူ့မှာစားရနဲ့စားကြည့်ရင်ဒီက16ချောင်းငဖယ်တုပ်ကိုကြိုက်တော့တာဖြစ်ပါတယ်နော်သူတို့ချပေးတဲ့ဟင်းရည်လေးကလည်းကောင်းတယ်ကဲဒါကတော့ကြာဆွဲချက်ဖြစ်ပါတယ်နော်သူ့ရဲ့ထူးခြားချက်ကတော့အနှစ်ပဲတည်တာသူကလေကြက်သွန်ပြူအနှစ်နဲ့ချက်ထားတာဖြစ်ပါတယ်နော်ကြက်သွန်ပြူအနှစ်ကိုဆက်လေးဒါကတော့စမားချတုပ်ပဲဖြစ်ပါတယ်နော်မစားဘူးသေးရင်လေစမ်းမစားကြည့်တဲ့ထဲမှာဒီစမားချောက်လေးပါတယ်တည်လားဘာလို့ဆိုစားပြီးရင်စားခြင်းပဲ तू ကအငံတက်သိမ့်မပါတော့လေစားလို့အရန်ကောင်းတာကဲအဲ့ဒီတော့ဆက်သွားပြီဆိုရင် drink smoothie လေးကိုထပ်ပြီးတော့တောက်လိုက်တယ်အော်တချို့တွေလည်းလေရှေ့အောင် left to eat မှာတွေ့ရလို့ comment လေးထဲမှာမှန်းကြတယ်နောက်တစ်ခါတွေ့နှုတ်ဆက်နော်